င်ဆာယောဂကြောင့်တော်လေးပိန်ကျသွားတဲ့ခင်ဆာကြီးကျော်သမီးငယ်လေးထင်သစ္စာကဲပရိသတ်ကြီးတို့ရေလူပညာလောကရဲ့ကျယ်ပွင့်တစ်ပွင့်ဖြစ်လာတော့မဲ့ထင်သစ္စာလေးကတော့ပညာရေးမှတင်ထူးချွန်တာမဟုတ်ဘဲနဲ့တရုတ်ဆောင်ပိုင်းမှာပါအတော်လေးထူးချွန်သူတူပဲဖြစ်ပါတယ်မင်းသမီးခင်ဆာကြီးကျော်ရဲ့ငယ်ဆောင်သမီးလေးဖြစ်ပေမဲ့လည်းမြဲတမ်းပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီးချစ်စရာကောင်းလွန်းတဲ့အမူအရာတွေကြောင့်ဇက်ကားအများကြီးမရိုက်ကူရသေးခင်မှာတော့ပရိသတ်တွေတော်တော်များများစီကအားပေးခြင်းကိုခံနေရတာပဲဖြစ်ပါတယ်ခုချိန်မှာဆိုရင်တော့ထင်သစ္စာလေးကလေချောင်းကင်ဆာယောဂါကိုခံစားခဲ့ရပြီးကင်ဆာဆေးတွေကြောင့်အတော်လေးပိန်ကျသွားခဲ့သလိုကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းတော်လေးစိုးရိမ်စရာဖြစ်ခဲ့ရပါတော့တယ်ထင်သစ္စာအနေနဲ့ကတော့ရုတ်တရက်ပိန်ကျသွားတာနဲ့ပတ်သက်ပြီးမသိငါလို့ဆေးစစ်လိုက်တဲ့ချိန်မှာသာလေချောင်းကင်ဆာဖြစ်နေပြီဆိုတာသိလိုက်ရတဲ့အတွက်အတော်လေးစိတ်သက်သာခဲ့ရတဲ့အခိုက်အတန့်တွေဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လည်းတီတီချင်နောက်နေမှာပဲခွဲစိတ်ခံတန်းဝင်ခဲ့တာကြောင့်အသက်မီလိုက်သေးတယ်ဆိုတဲ့အခြေအနေဖြစ်ပေမဲ့လည်းအတော်လေးတော့ကြော်ဖြတ်ခဲ့ရတယ်လို့ပြောလာခဲ့ပါတယ်။ကဲထဲမှာလည်းထင်သစ္စာမိခင်ဖြစ်သူခင်စာကြီးကျော်အင်မတန်ချစ်ပြီးနားလည်ပြီးသူတယောက်ဖြစ်တာကြောင့်သူစိတ်ညစ်နေတဲ့အခါမျိုးမှာတော့မိခင်ဖြစ်သူရှိမှအပြုံးမပြတ်ပဲနဲ့ရင်ဆိုင်ခဲ့သူတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ခုလိုခက်ခဲမျိုးတွေအများကြီးကြော်ဖြတ်ပြီးကျမ်းမာရေးပြန်ကောင်းလာတဲ့သူမကိုအားပေးစကားပြောပေးသွားကြပါအောင်ရှင်။